ညနေ9 နာရီထိုးတာနဲ့မြို့သူမြို့သားတွေအားလုံးအိမ်ထဲကိုအပြေးအလွှားဝင်ကြရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အမှောင်ထုနဲ့အတူနတ်ဆိုးတွေရောက်လာတတ်လို့ပါပဲ။အဲ့ဒီမြို့မှာကျူးရှောင်လျန်ဆိုတဲ့ပကြီးစရာတယောက်ရှိပါတယ်။သူဟာလူပုံကိုမဆွဲနိုင်ပဲရှုခင်းပုံတွေပဲဆွဲလေရှိတဲ့ထူးခြားတဲ့ပကြီးစရာတယောက်ပါ။ဒါပေမဲ့သူ့စိတ်ထဲမှာအမြဲတမ်းအိမ်မက်မှတ်နေတဲ့အမျိုးသမီးတယောက်ရှိနေခဲ့ပါတယ်။တရက်မှာတော့ကျူးချောင်ရန်ဟာလန်ရော့ကျောင်းတော်ကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာတက်ရှိထင်ရှားတဲ့အောင်ထင်ရတဲ့နတ်သမီးပုံနန်းရံပကြီးတစ်ခုကိုသူတွေ့လိုက်ရပါတယ်။အဲ့ဒီပကြီးကားထဲမှာသူအမြဲတမ်းအိမ်မက်မှတ်နေရတဲ့အမျိုးသမီးဝေရှန်ကိုတွေ့လိုက်ရတဲ့အခါသူဟာမယုံနိုင်လောက်အောင်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ဟာလူသားလောကကနေနန်းရံပကြီးကားတွေကနတ်သမီးလောကတွေကိုမထင်မှတ်ပဲရောက်ရှိသွားခဲ့ကြပါတယ်။အပြင်ပန်းကကြည့်ရင်တော့အဲ့ဒီနေရာဟာနတ်သမီးလေးတွေကခုန်ပျော်ပါနေတဲ့နတ်ပုံနတ်နန်းလိုပါပဲ။ဒါပေမဲ့တကယ်အမှန်တရားကတော့ကြောက်စရာကောင်းတဲ့စာကလေးနတ်ဆို Sparrow Demon ကလူသားတွေကိုဖျားယောင်းပြီးသူတို့ရဲ့ဝိညာဉ်အင်အားကိုစုပ်ယူဖို့ဖန်တီးထားတဲ့ထောင်ချောက်တစ်ခုဖြစ်နေပါတယ်။အဲ့ဒီနေရာမှာဝေရှန်ဆိုတဲ့အမျိုးသမီးဟာနတ်ဆိုးရဲ့ထိန်းချုပ်မှုအောက်မှာရှိနေရပေမဲ့ကျူးရှောင်ရန်ကိုတွေ့တဲ့အခါမှာတော့သူမရဲ့နှလုံးသားကပြောင်းလဲသွားခဲ့ပါတယ်။တကယ်တော့ဝေရှန်ဟာတာမန်လူမဟုတ်ပါဘူး။လွန်ခဲ့တဲ့26နှစ်ကနတ်ဆိုးကိုနှိမ်နှင်းခဲ့တဲ့ဖီနစ်နတ်ဖျားမရဲ့လူဝင်စားဖြစ်နေပါတယ်။သူမဟာနတ်ဆိုးကိုချိတ်ပိတ်ထားဖို့အတွက်သူမရဲ့ခန္ဓာကိုယ်ကိုအသုံးချခဲ့ရတာပါ။အခုအခါမှာတော့နတ်ဆိုးဟာအားကောင်းလာပြီးနန်ရံပကြီးကားတွေကနေထွက်ပြေးဖို့ကြိုးစားနေပါတယ်။ကျူးရှောင်လျံရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဖီနစ်ငှက်ရဲ့အမွေးအတောင်ဟာနတ်ဆိုးကိုအနိုင်ယူနိုင်တဲ့တခုတည်းသောတော့ချက်ဖြစ်လာပါတော့တယ်။နတ်ဆိုးကိုအနိုင်ယူဖို့ဆိုရင်တစုံတစ်ယောက်ကအသက်ပေးဆက်ရမယ့်အခြေအနေကိုရောက်လာပါတယ်။ဝေရှန်ကကျူးရှောင်ရန်ကိုကာကွယ်ပေးခြင်းတလို့ကျူးရှောင်ရန်ကလည်းသူချစ်ရတဲ့အမျိုးသမီးအတွက်အသက်ကိုပဓာနမထားပဲတိုက်ပွဲဝင်ခဲ့ပါတယ်။သူတို့နှစ်ယောက်ကြားကတန်ရောစင်ဟာနတ်ဆိုးမသိနိုင်တဲ့ခွန်အားတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီတိုက်ပွဲရဲ့ရလဒ်ကဘာဖြစ်မလဲဆိုတာစိတ်ဝင်စားစရာကောင်းလာပါတယ်။နောက်ဆုံးမှာတော့အချစ်ရဲ့စွမ်းအားနဲ့ယုံကြည်ချက်ကြောင့်နတ်ဆိုးကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပါတယ်။ကျူးရှောင်လျံဟာဝေရှန်ကိုထာဝရလက်တွဲဖို့ဂတိပေးခဲ့တယ်လို့သူမရဲ့ပုံတူကိုလည်းတသက်လုံးဆွဲပေးသွားမှာဖြစ်ပါတယ်။လူတစ်ယောက်ကိုအမှန်တကယ်ချစ်မြတ်နိုးတာဟာကြောက်ရွံ့မှုတွေကိုဘယ်လိုမျိုးအနိုင်ယူနိုင်တယ်လဲဆိုတာဒီဇလန်ကဖော်ပြနေပါတယ်။ဒါဟာကံကြမ္မာရဲ့စုံစည်းမှုတစ်ခုသာဖြစ်ပြီးနောက်ထပ်ဘယ်လိုထူးခြားတဲ့အဖြစ်အပျက်တွေရှိနေအောင်မလဲဆိုတာကတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။